Thursday Charabadi, 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 Thursday Charabadi. ရလောက်ပြီ Thursday ကြာတာပရေနေ့ Wednesday อ่ะနေ့အန်ကောရဲ့မွေးနေ့ Wednesday ဗုဒ္ဓဟူးနေ့ဦးရွှေထွန်းနေ့မှန်တယ် Wednesday ကြာတာပရေဗုဒ္ဓဟူးနေ့ Wednesday ဗုဒ္ဓဟူးနေ့ Wednesday ချက်မဟုတ်ပါဘူး Wednesday ဗုဒ္ဓဟူးနေ့ Wednesday ဗုဒ္ဓဟူးနေ့မကွာဘူး Wednesday ဗုဒ္ဓဟူးနေ့ဆိုလေတာရဲ့ Wednesday ဗုဒ္ဓဟူးနေ့ Make it quick baby otherwise you will not remember it တသားလေးကတော့ Thursday Wednesday Friday Wednesday Thursday Friday Friday ကသားကြိုက်ကြမလို့ Saturday Sunday နေ့ Saturday Sunday နေ့ စာလုံးရေးစတွေးထိုးနာငယ်ရေးနေ့ Sunday မြောင်းနေ့ Friday မြောင်းနေ့မဟုတ်ဘူး Saturday ရောင်းပြတယ် Saturday 20 Saturday Sunday နေ့ဗမာလိုနဲ့တွဲဆိုတာ Monday ကခုနသင်ပေးပြီးပြီလေတနင်္လာနေ့ ဟုတ်ဘူး Monday ကပါလေ Monday ကတနင်္လာနေ့လေ Monday ကပါလေ Monday ကဘာလဲ Monday ကကြားနေကြားကောင်လေ ကောင်းနေ သားလေးကပူးလေးလေ Mommy ကိုကတာမီပြောဘူးလေ ဟာပြော တခုကမနက်ကျခုကနောက် ဗုဒ္ဓဟူးနေ့ကမနက်ခင်း morning ကိုဗုဒ္ဓဟူးလို့ခေါ်ပြီးတော့ afternoon time ကိုရာဟုလို့ခေါ်တယ်ရကောင်ကြီးခြားရတချောင်းငင်းဟုရာဟု ဘာခုနေထဲ မထည့်ကြမလို့ဘူးအင်္ဂလိပ်လိုမှာ Wednesday ဗုဒ္ဓဟူးနေ့ပဲရှိရ Wednesday ရာဟုနေ့ဆိုပြီးတော့မတင်ထားဘူး Wednesday ရာဟုနေ့ Wednesday ဗုဒ္ဓဟူးနေ့ထပ်ထည့်ရမှာအမှန်တကယ်မထည့်ဘူးဒါပေမဲ့လူတွေကသိရ Wednesday ဆိုဗုဒ္ဓဟူးနေ့ပဲသိတယ်ဗမာလိုနဲ့အင်္ဂလိပ်လိုနဲ့တွဲဆိုမဟုတ်လို့ရှိရင်နင့်ကိုပြောလိုက်ဒါဒီနေ့ဗာနေ့လဲဆိုပြီးတော့မမီကိုမေးမမီကဗုဒ္ဓဟူးနေ့လို့ပြောလိုက်လို့ရှိရင်ဒါမသိတော့ဘူးဗာနေ့မှမသိဘူး မဟုတ်ဘူး ဗုဒ္ဓဟူးက Wednesday နော်မှတ်ထားနော်နင်အမနေ့ကဗာနေ့လဲအင်္ဂလိပ်လိုဗာနေ့လဲဒေါ်တန်စီစီမဟုတ်အမဘယ်နေ့လဲအမ Monday အမ Monday မဟုတ်ဘူးလေ Thursday ကြာတာပတေးနေ့ကြာတာပတေးကကျွတ်နင်အမကျွတ်တတလေးကပူနင်အန်ကုန်းကြီးကစင်ကအဆွဲပါနဲ့အဆွဲမပါတာကွာလား ဟောရာဟုနေ့ဆိုတာ ရာဟုနဲ့ဗုဒ္ဓဟူးကမနက်ပိုင်းကအဆွဲပါတယ်ညနေပိုင်းကအဆွဲမပါဘူး ပေါ့အိုင်ကောင်းချားတယ် အန်ကုန်းကမဟုတ်ကျွတ်စင်ဗမာလိုဆိုစင်ကြားတရုတ်လိုဟာအဲ့ဒါမရှိ ကောင်ချား မရှိအဲ့ဒီကိစ္စကဘာမှမဆိုင်ဘူးပြောလို့ရှိရင် Saturday Sunday နေ့ ရပူတိုင်း နားထောင် Saturday Sunday နေ့ Saturday Sunday နေ့ Saturday Sunday နေ့မလုံနဲ့လောက် Saturday Sunday နေ့ Sunday မမီနေ့ကဘာနေ့လဲတနင်္ဂနွေနေ့ Sunday mommy တနင်္ဂနွေနေ့တခါတည်းဆို Sunday တနင်္ဂနွေနေ့နှွေ Sunday တနင်္ဂနွေနေ့ Sunday တနင်္ဂနွေနေ့ပြန်ဆိုအန်ကောင်းနေ့ကဘာနေ့လဲအင်္ဂလိပ်လို အိုင်ကောင်း အန်ကောင်းနေ့ကအင်္ဂလိပ်လိုပါလဲ W နဲ့စ Wednesday ဗမာလိုဆိုရင် Wednesday ကဘာလဲဖျားရှိခိုးပါလဲဖျားရှိခိုးတယ်ဗုဒ္ဓဟူးနေ့ပြန်ဆို Wednesday ဗုဒ္ဓဟူးနေ့ဒါအဲ့လိုတွဲပြီးဆိုမဟုတ်လို့ရှိရင်ဒါမရပဲနေမယ် Wednesday ဗုဒ္ဓဟူးနေ့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  Thursday ကအမနေ့ကကြာတာပတေးနေ့
Thursday ကြာတာပတေးနေ့မဆိုချင်တော့ဘူးလားမဆိုချင်မပြောတော့ဘူးအဲ့ချိန်သွားအပေါ်တက် go upstairs no don't try to give mommy problem yeah when you already sleep in the middle of the sleep and then you going to kick mommy out let's go up no more selling thing we might no more selling thing we go up we go up there no it's only half an hour to go so I don't mind တယ်လီဖုန်းကင်လိုက်မျက်လုံးပြူးလိုက်တယ်လီဖုန်းကင်လိုက်ရင်မျက်လုံးကပြူးသွားပြီတယ်လီဖုန်းမကင်ရင်မမီကြည့်ဒီသွားပြီးအဲ့ဒါကိုဖျဲနေတော့နေအဲ့တော့နင်းရဲ့ဘောင်းကဖျဲကုန်တာကွာမလုံးနဲ့မလာဘူးတိုင်းပြူးသွားပြီမျက်လုံးကပြူးသွားပြီစာဖတ်ခိုင်းပြီးတော့မျက်လုံးကဖေးပြီးအိပ်သွားပြီမမီဝင်းနဲ့ဖြတ်စင်မှာပိတ်နေပေးပါမမီအဲ့ဒီမျက်နှာလေးကိုရိုက်ချင်လို့ပါအမလေးဟမ်တယ်လီဖုန်းလေးကလည်းမျက်လုံးလေးကပြူပြီးဝင်းဝေးတောက်ပါချစ်ဖို့ကောင်းတယ်လားတောင်းအောင်လားတောင်းအောင်မတော့ဘူး တမယ် မတော့ဘူးဝေးပါအဲ့ချင်တော့ဖုန်းကြီးလိုက်လို့ မလေးပြောတာပဲပြီးရင်တခါလဲလေတိုက်ရင်တခါလဲပါသွားမှာအိတ်သွားမှာရောင်းမယ်ဝါမီအယုံလူအများဆုံးပါလူမလေးအယုံလူအများဆုံးပါလေအယုံနုအများဆုံးနေရနာတရားကျော်ရှိတယ်ဟုတ်လားအဲ့ဟာအယုံနုကိုအင်္ဂလိပ်လိုဘာလို့ခေါ်လဲဘုံမီဘယ်ဘုံမီယိုရမှာလဲဘုံမဲတော့ကဘာလဲရိုးတွင်းချင်စီဘုံမီယိုမဟုတ်ဘူးဘုံ MEAL မဟုတ်ဘူးခါတီလိုက်လို့ခေါ်လားမသိအတန်တော့အဲ့ဒါအယုံနုလေးကိုခေါ် CATILAG ဘလားတရားကျော်ရှိတယ်ဟုတ်လို့လားဟုတ်တယ်တရားတော်နားလေးကိုအယုံနုလေးတရားကျော်ရှိတယ်မဟုတ်တော့ဘူးရှောက်ပြောပြအယုံနုရှိရဲ့ဟာနားရဲ့နှာခေါင်းရဲ့နားရဲ့နှာခေါင်းရဲ့ဖေးမရှိဘူးလေဖေးကဒီတော့ဘုံကြီးမာမာကြီးဟာကြီးဖေးကတော့ဖေးကအတမ်းမပါဘူးဖေးကမာဆုံးပဲနာဖေးရောကပါလဲဆိုလူတစ်ခုလုံးရဲ့ခန္ဓာကိုယ်ထောက်ပံ့ပေးနေတဲ့ဟာမို့လို့ဖေးကအဲ့ဒီတင်ပစုံရိုးကအမာဆုံးပဲအော်မဟုတ်ဘူးအမာဆုံးကခြေတော့ရိုးဟုတ်တယ်လေမှားသွားတာ sorry ဒူနီဒီ20မိနစ်25စက္ကန့်မှာပိတ်လိုက်ရတာလား whatever it is ပိတ်မှာတော့တကယ်မကဲတာဘူးလေ9:30နဲ့ခွန်9:40ရှိတော့အပါတာလေတီဦးတာရဲ့ရတာလေနော် GT 8316လား8318လားမသိဘူးမမဘာပါတာလဲ10ရက်နေ့ March မမဒါပါတာလဲအပါတာတီဦး ပီယာနိုမတီဦးဒါပါတာလဲမတီချင်ဘူးအဲ့ဒါတော့တည်တယ်အဲ့ Mr. Bean တီလုံးကြီး
Maybe a music instrument. Đó. ဒီနေ့ကောင်းခင်ကကြယ်ကြီးအများကြီးလင်းနေတယ်ဒါပေမဲ့ပြဿနာမမီတယ်လီဖုန်းလေးကမကောင်းတော့ကြယ်လင်းလင်းလက်လက်လေးတွေမမြင်ရအောင်ကင်မရာမကောင်းလို့ကင်မရာကောင်းလို့ရှိရင်ကောင်းတောင်းကောင်းခင်ကကြယ်လေးအကုန်လုံးလင်းလင်းလက်လက်ပုံပြရတော့ဒီဘက်ရောက်သွားပြီတော့တက်တက်ဖြစ်သွားပြီတက်လာပဲရှိသေးတယ် 3 star in a row ဒီဟိုဘက်ကနေပြီးတော့ဒီဘက်ကိုရောက်သွားပြီနော်လဲနေရကဘာကြီးကသူ့ကသူခေါင်းကြီး ဒါ star ကဘာလေဝါဘေဘီဝါဒီနားလေးပါလေဝါပထမဒီလိုမျိုးဖြစ်ဒီလိုမျိုးအခုဒီလိုမျိုးဖြစ်ပါဟုတ်တယ်အဲကြောင့်မလို့3 star in a row ဟိုတလောတော့ကြည့်တော့ဟိုဘက်ချမ်းမှာအခု3 star in a row ဒီဘက်ချမ်းရောက်သွား3 star in a row မလေးဆိုတစ်ပင်နာလေးတနေ့ပြီးဝိုင်းပြန်တွေးနိုင်တယ်ချမ်းလားတနေ့ပြီးဝိုင်းပြန်တွေးလိုက်မယ် Mommy look what happened ဘာကြောင့်ဒီလိုဆောင်းမတိဘူးလေတားညှက်ထားတာဖြစ်မှာပေါ့ဒီမညက်ပါဘူး baby ရဲ့ဟိုစားခြေထောက်လေးက baby မညက်လို့ဘယ်သူညက် Mommy ညက်ပါလေမမီညက်ရင်တက်တက်လေးပဲညက်ပေးရလေအဲ့လိုမှမညက်ပေးတာ Mommy ညက်တာပဲပြဒီနေ့မမီနဲ့သားနဲ့ရန်ဖြစ်သေးလား Mommy မဖြစ်ဘူး baby အမှတ်ပေးမဟုတ်တယ်နော်မမီနဲ့သားနဲ့ရန်မဖြစ်တဲ့နေ့ဆိုရင်အမှတ်ပေးရမယ်သားကို1000ပေး1000တဲ့နေ့1000ပေးပြီလေဟာဘယ်လိုပေးလိုက်ဘယ်လိုပေးလိုက်တာမသိခဲ့ကမလာပြီး kiss ပေးနေတယ်ဘိုက်စားသေးလားသားစားရရဲ့ဘာစားမလဲအားဆိုပေါင်ပေါင်ဟောပေါင်ပေါင်ကြီးပဲမစားပါနဲ့သား muffin cakes I'm going to eat muffin cakes သမီးစားကြမလား Yeah သမီးရှိရဟင်းပဲလို့လားလက်ကလေးလက်သေးလေးရှင်နေပြန်အပေါ်ရအောင်လက်သေးကိုညှက်ပေးရအောင်မယ်မမီကအခုဟာဗာလဲဆိုရင်ဗီဒီယို recording ရိုက်လို့ရှိရင်15မိနစ်မကျော်အောင်ရိုက်တယ်ဘာဖြစ်လို့လဲဆိုတော့ဟိုစားတတရဲ့ channel မှာတတ channel မှာ15မိနစ်မကျော်လို့ရှိရင်တင်လို့ရတယ်15မိနစ်ကျော်သွားရင်တင်လို့မရတော့73 74 15 Mommy do you know NAP ရပါလဲ NAP I don't know NAP ရဲ့တကယ်နာမည်အပြည့်ရပါလဲဒီဦး Mommy ဘာကြောင့်မသိရလဲ NAP ရဲ့တကယ်နာမည်မသိဘူးလေတာရဲ့ NAP O ဟာ NAP O ဘာ NAP O လဲ NAP O မသိဘူးနပိုလီယံကိုပြောရလားဟမ်နပိုလီယံကိုပြောရလားနပိုလီယံဘိုးနပိုင်နပိုလီယံလှလဲမလှဘူးအဲ့သူရဲကောင်းဟီးရိုတွေကတယောက်မှမလှဘူးမမီကြည့်နေ president ဖြစ်တဲ့လူတွေလည်းတယောက်မှမလှဘူး Donald Trump ဆိုရင်လည်းမလှဘူး Joe Biden လည်းမလှဘူးပြီးရင် Franklin Delano ချောတဲ့လူတွေကအရေးချင်းမရှိဘူးနဲ့တူပဲအခုကြည့်လေဗမာပြည်ကမင်းအောင်လာကြီးရောချောလို့လားမချောဘူးဒါနဲ့ပုံမရှိမင်းအောင်လာမချောဘူးလေမချောပြင်သူတမရလုံးနေဒီကြည့်လားချောတဲ့လူတွေကဟိုတမရမဖြစ်ဘူးချော US မှာအချောဆုံးတမတာဘာလို့ထင်လဲမလဲ US မှာချောလို့ John F Kennedy နဲ့တူတယ်တော်တော်ချောတယ်ဟုတ်တယ်ဘေးလေးထင်တာပဲ John F Kennedy ပြီးတော့သူကငယ်လို့သိတာဒါပေမဲ့တနာဖို့တော့ကောင်းတယ်သူအသက်ခံအကြီးကသူကန်ဆူအောင်သူကကန်ဆူအောင်လုပ်တာဘာကန်ဆူအောင်လုပ်တာမအပေါ်မှာတင်ပြီးတော့လောက်တာဒါနဲ့သူကဒီဖန်နေဖြစ်တော့ပြီးတော့မောင်းအရမ်းချိုက်တော့မီးရအရမ်းလှအောင်မတင်ဘူးလို့လုပ်တာအိမ်မှာအဆစ်စင်ကသူ့တပ်
ဘာကြောင့်လဲဆိုတော့ကျောင်းအပ်ကနေဒီဖတ်ပြီး$100ပေါ်မှာပိုင်းခေါင်းရပါတယ် တားပြောရလေ George Washington ဆို မမီ$100မှာ Benjamin Franklin လား မှန်တယ်မြန်မာမှာအချိုးဆုံး president အခုပါ မြန်မာမှာအချောဆုံး president တော့မသိ ဒီတည်ရ ဘူးဦးတန်းရွှေကြီးတော့လည်းမချောဘူး အချိုးဆုံးကဘာလဲ ဦးသိန်းစိန်ကြီးတော့လည်းမချောဘူး ဘတ်တူကအချိုးဆုံးလေးဆိုဘုံချုပ်အောင် ဘိုးကျော်အောင်စံအချောဆုံးဘိုးကျော်အောင်စံချောလို့လားချောမမီမျက်လုံးထဲမှာချောရလို့မမြင် မမီအမှန်တကယ်ချိုးရမြန်မာမှာ ချောတာဦးနေဝင်းကြီးကချောသလိုပဲ Mommy, did you know that Vietnamese war? I don't know about the Vietnamese war Vietnam war. မမီတတိမထားမိတာဘူး16ဖြစ်သွားပြီ16မိနစ်ဖြစ်သွားပြီ 16 minutes ဖြစ်လေဘေးက25မိနစ်25စက္ကန့်ထိရတယ် ကလေးနဲ့မမီသားနဲ့မမီနဲ့ having a good time today မိနစ်25စက္ကန့်ပြေး ဒီနေ့မမီနဲ့သားနဲ့ရံမဖြစ်ဘူးသားလည်းမမီကိုစိတ်ဆိုးအောင်မလုပ်ဘူး လောက်တယ်လေ ဘယ်တော့ဘာဖြစ်လို့မလုပ်လဲဆိုစာမှမကြက်ရသေးတာစာကြက်သွားပြီဆိုရင်အဲ့ရံဖြစ်တော့မယ်စာကိုကောင်းမှုမကြက်ဘူးလို့ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုရံဖြစ်တော့မယ်သားနဲ့မမီနဲ့ပြုံးမနေနဲ့ပြုံးရွှေမနေနဲ့ငငယ်မနေဘူးမျက်လာဟိုအရှိကနေကင်မရာကနေလာပြီးတော့ကားရဲပြုံးစီနဲ့လုံးစာဖတ်ခိုင်းတာအခု one stay ပါလဲဘာနေလဲ WEDNESDAY Wednesday နေ့ မဟုတ်ဘူးတာတိတ်ချပြော Wednesday ဗုဒ္ဓပူနေ့ အေးမှန်သွားပြီ Thursday Thursday တောက်ချာနေ့ ဟေးမဟုတ်ဘူးလေတာ Thursday အင်္ဂါနေ့ မဟုတ်ဘူးအရှိဆုံး5ခုရှိတာ Thursday အင်္ဂါနေ့ မဟုတ်ဘူးတာတိတ်ချပြော Thursday ကြာ ခြာတာပတိနေ့ ပြန်ဆို Thursday ကြာတာပတင်းနေ Thursday ခြာတာပတိနေ့ Friday တောက်ကြာတာတည်ပြီးသေး Saturday Saturday Sunday နေ့ Sunday Sunday တနင်္ဂနွေ Sunday တနင်္ဂနွေ ပြန်ဆိုSunday တနင်္ဂနွေနေ့ Sunday တနင်္ဂနွေနေ့ ပြီးတော့အာရေးငတာအင်ခန်းငယ်ရေးချာကအင်္ဂါနေ့ဆိုတာနှလုံးပဲရှိတယ်အတူဆုံးပဲစနေနဲ့အင်္ဂါပဲရှိတယ်စနေစားလုံးရေးစတွေ့ထုံးနာငယ်ရေးနေ့စနေရSaturdayအင်္ဂါနေ့က Tuesday လို့ခေါ်တယ် အာရင်ငါတာအင်ခန်းလေးရေးချာကအင်ခါ ဒါပေမဲ့အဲ့အင်ကအာရေးငတာအင်ကခန်းငယ်ရဲ့အပေါ်မှာတွားတင်တာ အင်ခါဖေ အင်္ဂါနေ့က Tuesday Monday ကတနင်္လာနေ့ဆိုတနင်္ဂနွေတနင်္လာ တနင်္ဂနွေတနင်္လာတောက်ချာ ဒီလိုတနင်္ဂနွေတနင်္လာဂျိုးကလေးကုတန်တာအင်္ဂါဗုဒ္ဓဖူးဂျိုးကလေးတကူကူဂျာတာပရိတောက်ကြဂျိုးကလေးမှန်မှန်လားစနေမှာမလာရဂျိုးကလေးပြန်လို့သွားအဲ့ကလေးတွေကိုဗာလဲဆိုတော့တနင်္လာအင်္ဂါမရတဲ့အချိန်မှာအဲ့လိုမျိုးလေးတင်ပေးတာအဲ့တချင်းလေးနားထောင်မလား မန္တာဖိုးအတီ တနင်္ဂနွေတနင်္လာ Sunday ပြီးတော့ Monday လာတယ်တနင်္ဂနွေတနင်္လာဂျိုးကလေးကူတန်တာသူ့ရဲ့အတန်လေးကကူတန်တာတဲ့ဂျိုးကလေးကူးနေတာဆိုတော့ဂျိုးကလေးအတန်ထွက်ပြီးတော့အဲ့ဒီဟာလေးကအတန်လေးကတာရတယ်တဲ့အင်္ဂါဗုဒ္ဓဖူးဂျိုးကလေးတကူကူတဲ့ကူကူနဲ့អော်နေတယ်တဲ့ကြာတာပလေးတောက်ကြာဂျိုးကလေးမှန်လားမှန်လာတယ်တဲ့အင်းစနေမှာမလာအားဂျိုးကလေးပြန်လို့သွားတယ်တနင်္ဂနွေတနင်္လာ Sunday Monday တနင်္ဂနွေတနင်္လာ Tuesday Wednesday Thursday အဲ့ဒါတားရမှန်းသိတယ်နားထောင်မမီစာတင်ပေးနေရဲ့တနင်္ဂနွေတနင်္လာဂျိုးကလေးကူတန်တာအင်္ဂါဗုဒ္ဓဖူးဂျိုးကလေးတကူကူကြာတာပလေးတောက်ကြာဂျိုးကလေးမှန်လားစနေမှာမလာအားဂျိုးကလေးပြန်လို့သွားပြန်ဆိုကြည့်အဲ့ဒီဟာအောင် မပိတ်နဲ့အောင်နော် ငါ မပိတ်နဲ့အောင် ဟွန်း
တနင်္ဂနွေ မိနစ်20 25စက္ကန့်မှာပဲ အေးဘာလို့ပါတနင်္ဂနွေတနင်္လာ ဘေဘီကိုပေးလိုက်တော့ မပေးဘူးဆိုတနင်္ဂနွေတနင်္လာ 2025 အေးမ မှာ မီလုတ်ပေးမယ်တနင်္ဂနွေတနင်္လာဂျိုးကလေးကူတန်တာ တနင်္ဂနွေတနင်္လာပေးကူတာလား အင်္ဂါဗုဒ္ဓဘူးဂျိုးကလေးတကူကူ အင်္ဂါဗုဒ္ဓဘုကျုံးလေးတခုခု ဇာတာပရိတောက်ကြဂျိုးကလေးမှန်မှန်လား